လိုချင်တဲ့ဝန်ထမ်းကိုလိုချင်တဲ့အချိန်မှာမရတာဟာ HR ဌာနတစ်ခုတည်းရဲ့အားနည်းချက်လားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာဆွေးနွေးသွားမှာဖြစ်ပါတယ်တကယ်တော့ဒီပြဿနာ HR ဌာနတစ်ခုတည်းရဲ့အားနည်းချက်တော့လည်းမဟုတ်ဘူးလုပ်ငန်းတစ်ခုလုံးရဲ့ system နဲ့ဒီနည်းစနစ်ပိုင်းအားနည်းချက်တွေကြောင့်ဖြစ်ပါတယ်နံပါတ်1ချက်က recruitment process မှာပြဿနာရှိနေတာပါဘာလို့လဲဆိုတော့ HR ကိုယ်တိုင်ကကိုယ့်ကုမ္ပဏီကဘယ်လိုအချက်လက်တွေနဲ့လိုချင်နေဆိုတော့သူကိုယ်တိုင်ကရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်လည်းမှန်ကန်တဲ့ဝန်ထမ်းကိုမှန်ကန်တဲ့အချိန်မှာရနိုင်မှာမဟုတ်ပါဘူးအဲ့တော့ department head တွေနဲ့ HR နဲ့ကြားမှာကျွန်တော်တို့ကဘာဖြစ်လို့လဲဆိုတော့ဒီညှိနှိုင်းဆောင်ရွက်မှုတွေကောင်းကောင်းမလုပ်နိုင်လို့ရှိရင်လည်းကျွန်တော်တို့မှန်ကန်တဲ့ဝန်ထမ်းတွေတင့်တော်တဲ့ဝန်ထမ်းတွေကိုလိုအပ်တဲ့အချိန်မှာရနိုင်မှာမဟုတ်ပါဘူးဒုတိယအချက်ကတော့ဒီ employer branding အားနေတာပါဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကုမ္ပဏီကပေးတဲ့လစာတွေခန်းစားခွင့်တွေဝန်ထမ်းတွေအတွက်ကျိုးခန်းစားခွင့်တွေကအခြားကိုနဲ့ပြိုင်ဘက်လုပ်ငန်းတွေကပေးတဲ့အကျိုးခံစားခွင့်တွေထက်နှိမ့်ချနေလို့ရှိရင်လေတော်တဲ့ဝန်ထမ်းတွေကကိုယ့်လုံအောင်လာကြမှာမဟုတ်ပါဘူး HR ဌာနတစ်ခုတည်းကနေပြီးတော့မှ employer branding ကိုတည်ဆောက်လို့မရဘူးကုမ္ပဏီတစ်ခုလုံးအဖွဲ့အစည်းတစ်ခုလုံးကနေပြီးတော့ဒီ employer branding ကိုတည်ဆောက်ဖို့လည်းလိုအပ်ပါတယ်နောက်တတိယအချက်ကတော့ဆုံးဖြတ်ချက်ချတဲ့အဆင့်ကဒီအချိန်ကြာလွန်းတာပါတချို့လုပ်ငန်းတွေကကြတော့ဝန်ထမ်းတယောက်ကိုအလုပ်ထုတ်တဲ့အခါမှာအရန်မြန်ပြီးတော့မှဝန်ထမ်းရှာမယ်ဝန်ထမ်းအသစ်ခန့်ရမယ်ဆိုလို့ရှိရင်သူတို့ကတိတ်ကိုကြာလွန်းပါတယ်ခါတရံကြလို့ရှိရင်ဝန်ထမ်းတယောက်ကို interview ပြီးသွားလို့ရှိရင်သူ့ကိုအလုပ်ခန့်ဖို့အတွက်အဆင့်ဒီရက်တပတ်ပေါင်းများစွာကြာနေမဲ့ဆိုရင်လည်းအဲ့ဝန်ထမ်းတွေကကိုအလုပ်ရဲ့ဒီ result ကိုမစောင့်မဲနဲ့အခြားလုပ်တွေမှာအလုပ်ရသွားမျိုးလည်းဖြစ်တတ်ပါတယ်ဒီအခါမျိုးမှာ HR ဌာနတစ်ခုတည်းကိုပဲအဖြစ်တင်လို့မရဘူး management ရဲ့ဒီဆုံးဖြတ်ချက်ချနိုင်ဆုံးကလည်းအရေးကြီးပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ဆိုလို့ရှိရင် department head တွေနဲ့ HR နဲ့အကြားဒီ communication ကောင်းဖို့လိုတယ်နောက်ပြီးတော့ဒီရဲ့ဒီ employer branding ကိုတိဆောက်ဖို့လိုတယ်နောက်တစ်ခုကကြတော့ recruitment process ကိုဓာတ်ထက်ပို့ပြီးတော့မှမြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့လိုအပ်တယ်နောက်ဆုံးတစ်ချက်ကကြတော့လစာနဲ့အကျိုးခံစားခွင့်တွေကိုဈေးကွက်ပေါက်ဈေးတိုင်းပဲကိုယ့်ရဲ့လုပ်ငန်းဖွဲ့စည်းရလိုက်ပြီးတော့မှပေးနိုင်ဖို့လည်းလိုအပ်တယ်လိုချင်တဲ့ဝန်ထမ်းကိုလိုချင်တဲ့အချိန်မှာမရခဲ့လို့ရှိရင် HR ကိုအပြစ်တင်နေရတဲ့စားလို့ရှိရင်ကျွန်တော်တို့ကအဖွဲ့အစည်းတစ်ခုလုံးအားလုံးဒီစနစ်တကျပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်းကိုကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်